relationship ရှိတယ်အခုသမီးစားရှိတယ်အိမ်တော်တော့မပြည့်ရသေးဘူးဒါပေမဲ့အိမ်တော်ပြည့်ဖို့စဉ်းစားနေရပဲဖြစ်စေမစဉ်းစားနေရပဲဖြစ်စေရည်စားရှိရဆိုရင်ယေရှုပြည့်ရဲ့လက်များကိုထောက်ပြပေးပါဒီချိုးကြတော့ထောင်ပါရဲထောင်ပါဒီမှာရှိတဲ့နော်ခေါင်းဆောင်များကြည့်ထားပါဘယ်သူတွေကမပြောပဲရည်စားထားတယ်လဲဆိုတော့ကြည့်ထားပါโอเคလက်ချလို့ရပြီရည်စားရှိတဲ့သူတအားနေတယ်နော်သင်ဦးဆရာရှင်းမှာမလို့လားမသိတော့ကဲဟုတ်ပြီဆိုတော့ဒီຢာကအားလုံးအတွက်လေးလာဖို့အတွက်လိုအပ်ပါတယ်ရည်စားမရှိတဲ့သူတွေကလည်း relationship တိဆောက်ရချင်မှာဘယ်လိုတိဆောက်မလဲဆိုတာကိုသိဖို့အတွက်လိုအပ်တယ်အဲ့တော့အရင်ဦးဆုံးပထမတစ်ချက်အနေနဲ့ကျွန်တော်အရင်ဦးဆုံးသင် relationship ရှိထားရဆိုရင်ကိုမေးပါဟုတ်ပြီနော်သင်ရဲ့ကောင်လေးကောင်မလေးကိုမေးဖို့မဟုတ်နော်ကိုအရင်မေးပါငါသူ့ကိုလက်ထပ်နိုင်သလားတစ်သက်လုံးသူနဲ့ပေါင်းနိုင်လားတစ်သက်လုံးသူ့ရဲ့အားနေခြင်းရှိသမျှကိုသီးခံပြီးတော့မှချစ်နိုင်သလားမေးပါအကယ်၍မချစ်နိုင်ဘူးမဖြစ်နိုင်ဘူးလက်မထပ်နိုင်ဘူးဆိုရင်အချိန်ဖြုံးမနေပါနဲ့ဖခင်ကိုမေးပါအလိုတော်မရှိရင် relationship ကိုရပ်တန့်ပါအာမင်ဘာကြောင့်မလို့ကျွန်တော်အဲ့လောက်ထိပြက်သားပြောရတယ်လို့ပြောပြီးဆိုရှင်အချိန်ကိုကျွန်တော်တို့ပြန်ဝယ်လို့မရပါဘူးကျွန်တော်တချို့သော relationship တွေကျွန်တော်မြင်ခဲ့ဘူးတယ်နှစ်အကြာကြီးတွေ့တာ4-50နှစ်စပြီးတွေ့တဲ့အချိန်မှာတော့အသက်20လောက်ဒါပေမဲ့10နှစ်လောက်ပြီးသွားတဲ့အချိန်မှာဘာဖြစ်သွားလဲအသက်30ဖြစ်သွားပြီအဲ့အချိန်ကြာတော့မှလက်မထပ်နိုင်ဘူးဆိုအစိုးရကလေးကတီးခဲ့တယ်ဒါပေမဲ့အဲ့အချိန်ကြာတော့မှပဲလမ်းခွဲကြတော့အမျိုးသမီးကအမျိုးသားကနစ်နာတယ်အထူးသဖြင့်ပို့ပြီးတော့မှနစ်နာတာဒီအမျိုးသမီးဖြစ်တယ်သူ့ရဲ့ငယ်ရွယ်မှုတွေအကောင်းဆုံးအချိန်တွေအားလုံးကိုအဲ့ဒီရဲ့ကိုတောင်တာဝန်မယူနိုင်တဲ့သူတယောက်ရဲ့လက်ထဲမှာဆုံးရှုံးသွားတာဆိုတော့အဲ့ဒီအချိန်တွေပြန်မရတော့ဘူးနှစ်ပေါင်းများစွာပြီးသွားတော့မှအဲ့အချိန်ကြာတော့မှအသက်30ကြာတော့မှအိမ်ထောင်ပြုတ်ဖို့အတွက်နောက်ထပ်တူတယောက်ကိုပြန်ပြီးလေ့လာရမယ်ပြန်ပြီး relationship တစ်ခုကိုအစားပြောမယ်ဆိုဘယ်လိုလုပ်မတော့အားကြောင့်မနားလေစေခြင်းနဲ့နောင်နာရနေပြီတဲ့ဆိုတော့ကြောင့်မို့လို့အမျိုးသားများတင်အခုလက်ရှိတွင်းနေတဲ့ရည်စားကိုတင်တစ်သက်လုံးတာဝန်မယူနိုင်ဘူးဆိုရင်သူများသားသမီးရဲ့ငယ်ရွယ်နှုတ်ပြိုမှုတွေကိုတင်အလဟတမဖြုံးသေးပါနဲ့ဖျားလို့တော့မရှိဘူးဆိုရက်တတ်ဖို့နဲ့ပြင်ဆင်ပါအမျိုးသမီးများဉာဏ်ပညာရှိပါအာမင်တင့်ကိုတာဝန်မယူနိုင်လောက်တဲ့သူတင့်အနေနဲ့တစ်သက်လုံးမပေါင်းနိုင်တဲ့သူကိုတင့်ရဲ့ငယ်ရွယ်နှုတ်ပြိုမှုတွေနဲ့အကောင်းဆုံးအချိန်တွေကိုမပေးလိုက်ပါနဲ့အာမင်ဉာဏ်ပညာရှိခြင်းနဲ့ဖခင်သခင်စီကနေတောင်းခံပါအလိုတော်မရှိရင်လူတော်မရှိရင်ဖြတ်ဖို့အတွက်ပြင်ဆင်ပါအာမင်ဆိုတော့ခွန်အားရစရာနဲ့ကျွန်တော်အစားပြုတာမဟုတ်ဘူးပြက်သားခြင်းနဲ့ကျွန်တော်အစားပြုချင်တာဖြစ်တယ်နှုတ်ကပတ်တော်ကဓာသွားခဲ့သူဖြစ်တယ်တန်လျက်ကဲ့သို့ဖြစ်တယ်အာမင်အာမင်ဟုတ်တယ်โอเคဆိုတော့ကဲဒုတိယတစ်ချက်ကိုသွားရအောင်เนาะဒုတိယတစ်ချက်က set godly boundaries ဆိုတော့ဘုရားသခင်ရဲ့စီမင်းစည်းကမ်းတွေရှိတယ်ဘုရားသခင်ရဲ့စံချိန်စံနှုန်းတွေရှိအဲ့ဒီကမှအရေးအကြီးဆုံးသော relationship ရှိတဲ့သူတွေအတွက်အရေးအကြီးဆုံးသောအရာကတန့်ရှင်းစင်ကြယ်ခြင်းဖြစ်တယ်တန့်ရှင်းခြင်းဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ကျမ်းစာထဲမှာကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး6အခန်းငယ်19ကနေ20မှာအကုန်လုံးမဖတ်တော့ဘူးဆိုတော့အဲ့ဒီနေရာမှာသင်တို့သည်တဲ့မိမိတို့ကိုအပိုင်ဖြစ်သည်မဟုတ်အဖိုးနဲ့ဝယ်တော်မူသောသူဖြစ်သောကြောင့်လို့ပြောထားတယ်ကျမတို့ကိုရွေးဝယ်ထားတဲ့သူရှိတယ်ကျမတို့ကိုရွေးဝယ်ထားတဲ့သူရှိတယ်အဲ့ဒါဘာလို့လဲသခင်ယေရှုဖြစ်တယ်ယေရှုခရစ်တော်ဘုရားကကျမတို့ကိုရွေးဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မပိုင်ပါဘူးအဲ့တော့အခုခေတ်ပြောနေတဲ့စကားပါလဲ my body my choice တဲ့ဒါဆိုရင်နှုတ်ကပတ်တော်တမန်တရားနဲ့ဆန့်ကျင်ပဲဖြစ်နေတယ်ဆိုကျမတို့ကလောကရဲ့စကားကို yes and amen လုံးပါလားဒါမှမဟုတ်ရင်ဖခင်ရဲ့စကားကို yes and amen လုံးပါလားနေ့ရက်စဉ်တိုင်းမှာရွေးချယ်ရတယ်တနည်းအားဖြင့်ကျမတို့အခု relationship ရှိနေတဲ့သူတွေဆိုရင်ယောက်ျားလေးနဲ့မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းနဲ့အများစိတ်ကစားတဲ့အရာတွေရှိကောင်းရှိလိမ့်မယ်
ဒါပေမဲ့အဲ့ဒီအရာတွေကိုကျမတို့ကဖျားသခင်သတ်မှတ်ထားတဲ့ boundaries တွေနဲ့မကာထားဘူးဆိုလို့ရှိရင်တော့အချိန်ကြာလေကျမတို့တို့စုံစမ်းနှောက်ယှက်ခြင်းတွေပိုပြီးများလာလိမ့်မယ်ဆိုတော့အဓိကကဖျားသခင်ကကျမတို့ကိုရွေးဝယ်ထားတဲ့အတွက်ကြောင့်မလို့ဖျားသခင်အလိုတော်ရှိတဲ့အတိုင်းတန့်ရှင်းခြင်းထဲမှာနှစ်ဦးသဘောတူဖျားရဲ့အလိုတော်ထဲမှာသွားလာတဖို့ရန်အတွက်လိုအပ်တယ်ဟုတ်ပါတယ်ဒါကြောင့်မလို့သင် relationship ရှိနေသမီးသားရှိနေဆိုဘယ်တော့မှမတရားသောမိထုံကိုမမီဝဲပါနဲ့လက်မထက်ခင်မှားယွင်းခြင်းအမှုကိုမပြုပါနဲ့ဆိုတော့အဲ့လိုမျိုးမရဖို့ရန်အတွက်လည်းကျွန်တော်တို့က boundaries တွေကျွန်တော်တို့စီးတွေ bound တွေကိုချားတတ်ဖို့အတွက်လိုအပ်ပါတယ်ဖြစ်နိုင်ရင်လူသူကင်းမဲ့တဲ့နေရာမှာနှစ်ယောက်တည်းဘယ်တော့မှမတွေ့ပါနဲ့ Yes အာမင်ဆိုဖြစ်နိုင်ရင်ဘယ်တော့မှကိုယ့်ရဲ့เนาะဒီဇာတိကိုနိုးစော်စေမဲ့အရာတွေကိုဘယ်တော့မှအစမပြုမိပါစေနဲ့ဘာကြောင့်လဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်တချို့သောသူတွေဘာမှမဖြစ်ဘူးယုံတယ်တယောက်နဲ့တယောက်ယုံညာငါကိုငါယုံတယ်ငါတို့ကမလွန်ကျူးတင့်ကိုတင်ယုံလို့ရတယ်ဒါပေမဲ့တင့်ဇာတိကိုတင်မယုံစေချင်ဘူးဇာတိကကျွန်တော်တို့တစ်ခါလေကြောက်လို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ထက်ကျွန်တော်တို့ရဲ့ခန္ဓာထက်ကျွန်တော်တို့ရဲ့ဒီဝိညာဉ်ထက်သားပြီးအားကောင်းတဲ့အချိန်တွေရှိတတ်တယ်အဲ့အချိန်မှာမှားယွင်းခြင်းအမှုရာတွေကိုပြုတ်နိုင်ကြတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းတွင်တင်ပေးတဲ့အရာတစ်ခုရှိပါတယ် relationship တွေမှာအမြဲတမ်းအဲ့ဒီပြောတဲ့ဖခင်ရဲ့ boundaries ထဲမှာပဲနေပါအဲ့ဒါကဘာလဲဆို green zone လို့ခေါ်တယ်ပြောချင်ပါဦး green zone green zone ရှင်ဒုတိယတစ်ခုကဘာလဲဆို gray zone ပြောချင်ပါဦး gray zone နောက်ဆုံးတစ်ခုကတော့ဘာလဲဆို red zone ပြောချင်ပါဦး red zoneဆိုဒီ zone 3ခုမှာကျွန်တော်တို့အမြဲတမ်း green zone ထဲမှာပဲနေဖို့လည်းလိုအပ်တယ်အဲ့ဒီ green zone ကဘာလဲလို့ပြောပြီးဆိုရှင်လုံးဝကင်းရှင်းတန့်ရှင်းရှိတဲ့နေရာဖြစ်တယ်အခြေအနေဖြစ်တယ်ဒါပေမဲ့ gray zone ကိုကြည့်လိုက်ချင်မှာတော့ gray zone ကလုံးဝဒူးစရိုက်အပြစ်လားဆိုတော့မဟုတ်ဘူးဒါပေမဲ့ဒူးစရိုက်အပြစ်ကြားရောက်နိုင်စရာလမ်းအများကြီးရှိတယ်ဒူးစရိုက်ရဲ့တကားပေါက်တွေကိုဖွင့်မိတဲ့နေရာဖြစ်တယ်ဥပမာနှစ်ယောက်တည်းချိန်တွေ့တဲ့အချိန်မှာဘယ်သူမှမမြင်တဲ့အချိန်မှာနှစ်ယောက်တည်းခရီးသွားကြတဲ့အချိန်မှာဒီຢာတွေကဘာလို့လဲ gray zone တွေကိုရောက်နေပြီဆိုတာတတိထားစီခြင်းနဲ့ဒါကြောင့်ဘာမှဖြစ်ဘူးငါတို့အခန်းထဲမှာနှစ်ယောက်တည်းရှိနေဘာမှမလုပ်ဘူးဆိုပြီးတော့မှစသဖြင့်တွေးခေါ်နေတဲ့အရာရှိကောင်းရှိနေမယ်အဲ့ဒါဒီ gray zone ဖြစ်တယ်အချိန်မရွေး red zone တွေကိုရောက်သွားနိုင်တယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရန်သူဖြစ်တဲ့စာရမဏေကအဲ့ဒီ red zone မှာစောင့်ပြီးအလုပ်လုပ်တာမဟုတ်ဘူး gray zone မှာအလုပ်လုပ်တာဖြစ်တယ်အဲ့ဒီ gray zone ထဲမှာကျွန်တော်တို့ကိုလှည့်ဖြားတာဖြစ်တယ်မြူဆွဲတာဖြစ်တယ်တွန်းပို့တာဖြစ်တယ်ဒါကြောင့်မို့သင်ကိုသင်ယုံရင်တော့သင်ရဲ့ဇာတိကိုမယုံပါနဲ့ဒါကြောင့်မလို့အမြဲတမ်းစီးဒီပေါင်းတွေထထားပါသမီးစားချင်းဝေးပဲနေပါနော်လက်လောက်ပဲကင်ပါဖက်တာရမ်းတာနမ်းတာရှုပ်တာလုံးဝမလုံမိဖို့ရန်အတွက်လိုအပ်တယ်။ဘာကြောင့်လဲ gray zone ထဲမှာရှိနေပြီ။အဲ့ဒါကိုဒူးစရိုက်ပြစ်လို့ကျွန်တော်တိုက်ရိုက်အတက်ပြောနေတာမဟုတ်ဘူးနော်။တချို့ပြောနေမှာဆရာကလည်းခင်းနောက်ကြလိုက်တာကျွန်တော်ခင်းမနောက်ကြပါဘူးကျွန်တော်ဂျန်စီပါ။ရည်ကြတယ်ကျွန်တော်ပြီးရင်မှတ်ပုံတင်ပြပါမယ်။ဆိုတော့ကျွန်တော်ပြောပြခြင်းတယ်တချို့ကတန့်ရှင်းခြင်းလို့ပြောပြီးဆိုလို့ချင်းခင်းနောက်ကြလို့ထင်တယ်တကယ်တော့တန့်ရှင်းခြင်းကခင်းနောက်ကြတာမဟုတ်ဘူးခစ်တောင်းလို့နေသေးတယ်။ဘာကြောင့်လဲသိလား။ဖခင်ကတန့်ရှင်းတယ်ဖခင်အချိန်ရဲ့အထက်မှာဖြစ်တယ်မနေ့ယနေ့နောင်ကာလတည်းမပြောင်းလဲပဲတန့်ရှင်းတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့အဲ့ဒီတန့်ရှင်းခြင်းတွေမှာရှေ့ချင်မှာကျွန်တော်အတိတ်ကိုတွားနေမှာမဟုတ်ဘူးအနာဂတ်ကိုလည်းတွားနေမှာမဟုတ်အချိန်ရဲ့အထက်မှာရှိနေတာဖြစ်တယ် Yes amen ခင်နောက်ကြနေတဲ့သူတွေမဟုတ်ဘူးအဲကြောင့်နားလေစေခြင်းတယ်တန့်ရှင်းခြင်းသိတ်ကိုအရေးကြီးပါတယ်ခုနကကျွန်တော်ပြောတော့ကျွန်တော်တို့ဘယ်ခေတ်ကာလမှာနေတာလဲ body count နေကြီးတဲ့ခေတ်ကာလမှာရှိနေတာအဲ့ဒီຢာတွေကိုဝါကြွားနေကြတဲ့အချိန်မှာတချို့သော relationship မေးကြလိမ့်မယ်ဟာနင်တို့အတူတူအိပ်ပဲဟာမအိပ်ရသေးဘူးဆိုရင်နင်တို့ကဘလို့လဲဟာဘာဖြစ်နေညာဖြစ်တယ်စသဖြင့်တချို့ကပြောတယ်သူ့အကြောင်းမသိဘဲနဲ့နင်ဘလို့ပေါင်းမလဲအဲ့ဒီຢာအကုန်လုံးကအလိမ်အညာတွေဖြစ်တယ်အဲ့ဒီຢာတွေနောက်ကိုကျွန်တော်တို့ကတာယာသွားဖို့တော့မဟုတ်ဘူးလိုက်မိသွားဖို့တော့မဟုတ်ဘူးယုံမိသွားဖို့အတွက်မဟုတ်ဘူးဆိုတဲ့အရာကိုဒီနေ့မှာဒီမှာရှင်မိသားစုများကိုနားလည်စေခြင်းတယ်ပြီးတော့ရှင်တွေးကြရအမျိုးသားနဲ့တွေးကြအမျိုးသမီးနဲ့ကျွန်တော်တို့အိပ်ဖို့ရအတွက်ဘုရားခင်ကဒီခန္ဓာကိုဖန်ဆင်းခဲ့တာမဟုတ်ဘူးဒီခန္ဓာကတန်ရှင်သောဗိမာန်တော်ဖြစ်တယ်တန်ရှင်ခြင်းကိုထိန်းရမယ့်နေရာဖြစ်တယ်အာမင်အာမင်ဘုရားခင်ပြင်ဆင်ပေးထားတဲ့သူနဲ့ထိန်းများလက်ထပ်ပြီးသွားတဲ့အချိန်မှာပဲအတူရှိရမယ့်ခန္ဓာဖြစ်တယ်အဲကြောင့်ဒီအရာကိုကျွန်တော်တို့နားလည်ဖို့အတွက်လိုအပ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့နှစ်ယောက်ဘယ်လိုမျိုးပြင်ဆင်ခဲ့တယ်လို့ပြောပြီးဆိုကျွန်တော်ဝိညာဉ်ရမှာမရင်ချက်ခဲ့ပေမဲ့ကျွန်တော်သဘောပေါက်တဲ့အရာကတော့ဘုရားခင်ကတန့်ရှင်တော်ဘုရားခင်ဖြစ်တယ်ဆိုတော့ကျွန်တော်သဘောပေါက်တယ်အဲ့တော့တရားချတော့ကျွန်တော်သမီးစားနှစ်ယောက်တည်းရှိတဲ့အချိန်မှာပဲကျွန်တော်သူ့ကိုပြောပါတယ်အဲ့ဒါဘာပြောလဲလို့ပြောပြီးဆိုလို့ရှိရင်ချစ်သူရေနော်အကယ်၍များဟောဒီကထွန်းအောင်စင်ကြီးကလေဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ချစ်သူရဲ့ခန္ဓာကိုယ်ကိုတောင်းခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီတောင်းတဲ့နေရာမှာပဲပါးကိုဆွဲရိုက်လိုက်ပါကျွန်တော်ဘာလုပ်တာလဲ boundaries ထားလိုက်တာကျွန်တော်ကိုမယုံဘူးကိုယ့်ရဲ့ဇာတိကိုမယုံဘူးအကယ်၍များတောင်းလာခဲ့ပြီဆိုအဲ့ဒီနေရာမှာပဲကျွန်တော်ကိုပါဆွဲရိုက်လို့ပြောလိုက်တယ်အဲ့ဒါပြီးတော့ကျွန်တော်ဘာပြောလဲဆိုရင်အေးနင်တောင်းရင်လည်းငါရိုက်မှာကျွန်တော်လည်းသူ့ကိုမယုံဘူး
အဲ့လိုပြောလဲလို့ကျွန်တော်တို့ကတော့ဖြစ်နေကြတာမဟုတ်ပါဘူးကျွန်တော်ဇာတိကိုတမာတိရှိဖို့နဲ့လိုအပ်တယ်ဖခင်ရဲ့စီးပေါင်းတွေနဲ့ကာစီးတတ်ဖို့အတွက်လိုအပ်တယ်ဘာလို့လဲတယောက်နဲ့တယောက် accountability လို့ခေါ်တဲ့တာဝန်ခံမှုကိုထည့်ပေးလိုက်တာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်တို့နှစ်ယောက်ကိုတန်ရှင်သောထိမ်းများလက်ထက်ခြင်းကိုဖြစ်ပွားစေခဲ့တာဖြစ်တယ်အာမင်